CapCut Tutorial 11 Sound Effect ကိုတက်တဲ့ပုံမှာ Sound Effect မပါရင်စားမပါတဲ့ဟင်းတစ်ခွက်လိုပဲဘာလို့လုံမှန်းမသိဘူးဒါပေမဲ့ဆိုတဲ့ Sound Effect လေးပါလိုက်ရင်ကြည့်ရလူကိုဆွဲဆောင်နိုင်မှာအသေးချပါပဲအရင်ဆုံး CapCut ထဲကိုဝင်လိုက်ပါဗီဒီယိုတွေကိုရွေးလိုက်ပြီးရင်အောက်နာ audio တွေကိုဝင် Sound Effect ကိုတစ်ချက်နှိပ်အမှ BLM ဘဲလို့ရိုက်ချလိုက်ပြီးရင်တော့ဘဲတူပဲတွေ့ဒါမှမဟုတ်ဘဲတွေ့ကြိုက်တဲ့ Sound Effect ကိုထည့်လို့ရပါတယ်ပြီးရင်ကိုပေးချင်တဲ့စကားပြော message အစမှာထည့်လိုက်ပါကိုဗီဒီယိုကိုပြန်ပလေးကြည့်မြင်လားကြည့်ရတာပိုကောင်းသွားပါပြီ Sound Effect ဘာလို့ထည့်လဲသိလားကိုယ့်ရဲ့ viewer တွေကိုပေးချင်တဲ့ message ပိုထိရအောင် Sound Effect ထည့်ရတာပါကဲဒီလောက်ဆိုရင်မိတ်ဆွေတို့ဘယ်နေရာမှာဘယ်လို Sound Effect ထည့်ရမလဲဆိုတာသိသွားတော့ပါပြီနောက်ထပ်ဘာကျူတိုရီယယ်သိချင်သေးလဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye